ဘိုင်းနက်အကောက်တွေအပိတ်ခံရတော့မှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ဘိုင်းနက်ကကျွန်တော်တို့ရဲ့ဝင်ငွေတွေကိုဘယ်ကနေရတာလဲဆိုပြီးစစ်ဆေးမှုတွေလုပ်ပြီးတော့အချက်လက်တွေကိုတောင်းနေတာဖြစ်ပါတယ်။သူတို့တောင်းတဲ့အချက်လက်တွေကိုပေးလိုက်ပေမဲ့ဝင်ငွေနဲ့ထွက်ငွေမကိုက်ဘူးဆိုရင်ကျွန်တော်တို့အကောက်တွေကိုပိတ်ပြမဲ့အနေအထားတွေရှိပါတယ်။သူတို့ကတည်တည်ချာချာစစ်နေရပါမေးခွန်းတွေလည်းအများကြီးမေးပါတယ်။ကျွန်တော်တို့အချက်လက်တွေလည်းတင်ရတာဖြစ်ပါတယ်။ကျွန်တော်ဆိုလည်းတင်ထားတာပေါ့နော်အခုထိ verify မဖြစ်သေးပါဘူး။သူတို့9ရက်ကြာမယ်10ရက်ကြာမယ်လို့တော့ပြောထားပါပေါ့နော်။တကယ်လို့မှအချက်လက်တွေမတင်ပေးနိုင်ဘူးသူတို့စစ်တာစိတ်တိုင်းမကြောက်ဆိုရင်ကျွန်တော်တို့အကောက်တွေကိုပိတ်သွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဘိုင်းနက်အကောက်ရှိတယ်ဆိုရင်ကိုယ့်ရဲ့ဘိုင်းနက်အကောက်ကိုတခြားစစ်ထားပါသူတို့ကဘာအချက်လက်တွေတောင်းနေလဲဆိုတာတခြားစစ်ဆေးဖို့လိုပါတယ်သူတို့တောင်းတဲ့အချက်လက်တွေကိုကိုယ်ကပေးနိုင်ရမှာဖြစ်ပါတယ်သူတို့က date တစ်ခုသတ်မှတ်ပေးထားရှိပါတယ်အဲ့ဒီ date အတွင်းမှာအချက်လက်တွေမပေးဘူးဆိုရင်ကျွန်တော်တို့ရဲ့ဘိုင်းနက်အကောက်ကိုလုံးဝပိတ်ပြန်မှာဖြစ်ပါတယ်အဲ့လိုကိုယ့်ရဲ့ဘိုင်းနက်အကောက်ကိုအပိတ်မခံရအောင်တတ်နိုင်သမျှတော့ကျွန်တော်တို့သူတို့တောင်းတဲ့အချက်လက်ကလေးတွေကိုရှာဖွေပြီးတော့ပေးရမှာဖြစ်ပါတယ်ပတ်စံဘယ်ရတာလဲပေါ့နော်ကျွန်တော်တို့ file နေထုတ်ပြီးတော့ကျွန်တော်ပေးရမှာဖြစ်ပါတယ် screenshot ဆိုလဲ screenshot ကတော့မရအောင်ထင်တယ်ဗျကျွန်တော်တင်ကြည့်ရတော့ screenshot မရလို့ print နဲ့ထုတ်ပြီး PDF file နဲ့တင်ပေးရတာbank statement တွေတောင်းတာပေါ့နော်အားကြောင့်ကိုယ့်ရဲ့ဘိုင်းနဲ့အကောက်ကိုအပိတ်မခံရအောင်လုပ်ရရှိရမြန်လုပ်ပါကျွန်တော်စီမှာထိပေးထားတော့ကျွန်တော်9လပိုင်းနဲ့မှာပေးထားပေါ့နော်9လပိုင်းနဲ့မှာအချက်လက်တွေမပေးနိုင်ဘူးသူတို့စစ်ဆေးတာမအောင်မြင်ဘူးဆိုတော့ကျွန်တော်ဘိုင်းနဲ့အကောက်ကိုပိတ်လိုက်မှာပေါ့နော်သူတို့ကတော့ငွေတုံးငွေထုတ်လုံးဝလုပ်လို့မရတော့ဘူးအဲ့လိုမျိုးတွေလုပ်လိုက်မှာဖြစ်ပါတယ်ဘိုင်းနက်ကဒီပုံစံနဲ့ဆိုရင်ရေရှည်မှာဆက်သုံးလို့အဆင်ပြေမယ်မထင်ပါဘူးကျွန်တော်ကတော့အားလုံးကျေးဇူးတင်ပါတယ်